ကျွန်တော်မဝိုင်းရဲ့ဘာသာပြန်ဖြစ်ပါတယ်အားလုံးနဲ့မင်္ဂလာပါရှင်။ဘာရအခုရောက်ရှိနေတာကတော့80လမ်း3လမ်း3လမ်းဟာအဲ new head ကတော့ရောက်ရှိနေတာဖြစ်ပါတယ်ရှင်။အခုကတော့ဝိုင်းရောက်ရှိနေရတော့82လမ်း343က82 head လုံးပဲဖြစ်ပါတယ်။ဒီမှာဆိုရင်ပေါ့နော်။ဒါကြောင့်လည်းဒီမိုးစင်အနေနဲ့နည်းနည်းအောင်ဖြောင်းမလားနည်းနည်းအောင်ဖြောင်းမလားဟဲ့ထွေးလိုက်လုံးမလားဘာလုံးလုံး6000နဲ့ရရှိလာတယ်ရှင်။အခုကတော့ဒီဇိုင်းနဲ့ promotion နေနဲ့ head treatment လုပ်မလားသပင်းဖြောင်းမလားသပင်းကောက်မလားဘာပဲလုပ်လို့6000ကျပ်ဖြစ်ပါတယ်။ Oh yes ဟုတ်ပါတယ်အဲ့အားကြောင့်မလို့ဒီမိုးစင်ဝင်းစင်မှာအများဆုံးလာရှင်ကိုဖိတ်ခေါ်လာတယ်ရှင်။ promotion မပြီးခင်အများဆုံးလာရောက်ဖို့82 slow ဖိတ်ခေါ်ပါတယ်။အားလုံးကျေးဇူးတင်ပါတယ်ရှင်။အားလုံးကျေးဇူးတင်ပါတယ်ရှင်။ငါ့ကိုလောက်ရငါ့ကိုပြီးပြီဆိုတာတကယ်မဟုတ်ဘူးအောက်ဆိုင်ရှင်းနေတယ် Shut up everybody listen အောက်ဆိုင်အသိရှင်းနေတာကိုကြည့်နေတယ်အောက်ဆိုင်ကြည့်ကြည့်အဲ့ဒီအသိရှင်းနေတဲ့ပုဂ္ဂိုလ်ဆက်လို့အသိရှင်းအောင်လုပ်ဝင်လို့ A few moments later ကတော့ဘာလဲငါမမအဲ့အဒီလေးကိုရှိတယ် What Very good အဲ့ဒါနဲ့စစ်တဲ့တဲ့တန်ကဟန်ချင်းညီးနေတာပြိတ္တရဲ့ Hey နော်အားရစရာသိကောအဲ့တော့ဗျာတက်တော့3နေရာကိုတွေ့ပါတယ်ဗျာဟုတ်ပြီအဲ့ဒါကိုတွေ့တဲ့ခါကျတော့ဒီနေ့ခေတ်ဟိုရဟန်းတန်ဃာတော်တွေကဒါကျင်းဝန်းနဲ့မညီတော့ဘူးလို့တပည့်တော်အထင်မိပါတယ်ဗျာဘုရားလက်ထက်ကကွန်ပျူတာမရှိဘူးโอเคနော်လက်ပုံတွေလည်းရိုက်ပြီးတင်ဘုန်းကြီးတွေကတော့ဗျာသမီးကိုယ်တိုင်ဘုန်းကြီးဝတ်ဖူးသလားလက်ပြလေးတွေလေမာဝဲဘုံလက်ပြလေးတွေလေမာဝဲဘုံလက်ပြလေးတွေလေမာဝဲဘုံလက်ပြလေးတွေလေမာဝဲလက်ပြလေးတွေလေမာဝဲလက်ပြဘုံ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 လက်ပြလေးတွေလေမာဝဲဘုံဘုံလက်ပြလေးတွေလေမာဝဲလက်ပြလေးတွေလေမာဝဲလက်ပြလေးတွေလေမာဝဲ another one လေမာဝဲလက်တာလေးလေမာဝဲလက်ပြလေးလက်ပြလေးလက်ပြလေးလက်ပြ Quiet ဟာဟဲ့ရေးဒါပူလာဝဝင်ရွံမသိဘူးနော်ဟဲ့တခြားကြည့်ပါဦးဟုတ်တယ်တင်တယ်ဘလို့လဲမသိဘူးရောင်ကတော့ပူလာဝဝင်လို့ပဲနော်ဝင်ဟိုကလေပူလာဝကြီးဝတ်တဲဦးတော့ခေါ်နေပဲလားရွှေတကုံနဲ့ပို့တူတယ်ရွှေတကုံနဲ့ဟုတ်တယ်ဘာလို့နော်ဟုတ်တယ်ရွှေတကုံဘာကြောင့်ငါတော့တွေ့တယ်ဘောအကောကရီးစားရှိလား မိသားမရှိဘူး ဘာလို့မရှိရမိန်းမရှိလို့မိုင်ရဲဘုကြိုက်မောင်ရဲမက်သီကိုကြိုက် ညက်ကိုစားမလားအမကိုဖတ်ထားမလားညမဲသားညမဲသားကျွန်တော်တို့ကပေါ့နော်ကျွန်တော်တို့မှာစားကြရမရှိဘူးငတ်ပြီးကျွန်တော်တို့အခက်အခဲဖြစ်ရင်ကျွန်တော်လူစားလို့ရဟေးကျွန်တော်တို့တိုက်စားလို့ရတယ်ကျွန်တော်ကုံသွားထမ်းလို့ရအဖေရောမာ
ဘယ်နဲ့ဖေးပါဆိုဘာလားမာလာအမေရောမာလာအကိုဘလူးတာဗရာတာလို့ကွယ်ကန်ရအဖွားကိုခုနပဲပြောလိုက်သေးတယ်ခရစ်စတာဘယ်ခရစ်စတာမလဲလို့အဖွားဂရမ်မာတာအဖိုးဂရမ်ဖိုဒါလာမနေ့ပြန်အင်္ဂလိပ်မလားလိုက်မှာတေချာလိုက်မှာငါမှအချိန်သိမ့်မရှိဘူးငါထမင်းချက်အောင်ပါထမင်းချက်အောင်ပါ 什么啥吧？新人哦。 မရှင်းပြဘူးတေချာလိုက်မှာငါအတန်းပိုင်မေးခွန်းငါထုတ်ပါငါပြောသူတို့သာလိုက်ပါကြားလား 都吧。 အဲ့တီလို့စားထားလို့ချင်းရင်သတင်းကြို့လို့သာရေးလိုက်မေးခွန်းငါမပြောင်းဘူးမေးခွန်းငါထုတ်ပါတီဆိုရင်ဘာဖြစ်ရမလဲ 马上就。 အဲ့သတင်းကြို့လို့သာရေးလိုက်အဲ့ဒါမှန်တယ်နော်လို့အစာပေးထားစလုံးအစာလေးပေးထားရင်မြန်မာလို့သာရေးလိုက်အဲ့ဒါရေးလိုက်မြန်မာလို့သာရေးလိုက်လို့အစာပေးထားမြန်မာ မှတ်ထားနော် 1 ကသတင်းကြိုး2ကမြန်မာမှတ်ထားနော် နံပါတ်3က F နဲ့စပေးတာစလုံးစပေးထားမယ် first day ပါနံပါတ်3က first day ပါ1သတင်းကြိုး2မြန်မာ3 first day ပဲမရှင်းပြရှင်းပြအချိန်မရှိဘူးငါရုံးကပြန်လိုက်ထမင်းကျွေးရချက်တွေးရငါအလုံးမအောင်နော် 好。 မှတ်မိပြီလား 好。 နောက်ပြီးတော့နံပါတ်4ကဝါတာ W လို့ပေးထားရင်ဝါတာ Thank you. Okay, ငါတို့တခင်တွေကတော့နွားနေရာမှာတောသားရိတ်ထဲသုံးနေရတက်လားဟာမှာဟာလေနွားတွေကိုသုံးပါလားနွားတွေပင်မန်းတယ်တောသားရိတ်ပဲသုံးမယ်ရအောင်ငါမှာ